မိသားစုထမင်းဝိုင်းထမင်းကြမ်းကြမ်းစီမဆန်းလဲပင်ပန်းသမျှတဝမ်းဝဖို့စားရမြင်းမြင်းဟိုတစ်ချိန်တွင်အိမ်လုံးလူစုံဝိုင်းဖွဲ့အောင်၍လက်ဆုံစားခဲ့ကြပါ၏ဟင်းမဲ့ဖုံဖုံဘဲသို့ဆုံလဲမဆုံကွဲပြားတနေချားသို့ထွက်သွားရှောင်ခွာသူမပါတော့လိဟာနေစေဒီစပွဲကစားလဲမမြေအလွမ်းရှိန်ကြောင်းသူရိန်နေမင်းပူရှိန်ပြင်းသို့ရင်တွင်လောင်မြိုက်နေကြ၏that is it စလင်း